ကိုဗလာကြီးပြန်သွားတော့ကျုပ်လဲလှုပ်เสียအလုပ်တွေကိုလက်ဆက်သက်ပြီးအိမ်တို့ပြန်ခဲ့တယ်ဒီလိုနဲ့ခင်သားမီတို့ညီမော့နှစ်ယောက်ကိုတိုက်ကျိုးဖြတ်တဲ့ကိစ္စကိုမေ့ထားပြီးအမှုမဲ့အမတ်မဲ့နေရင်ကအခုဆို3ရက်လောက်ကြာသွားပြီပေါ့အစကကျုပ်ထင်တာကကိုဗလာကြီးကခင်သားမင်းရဲ့မိဘတွေကိုတွားစီယုံတာဟိုကလက်မခံလို့ကိုဗလာကြီးလဲကျုပ်စီပေါ်မလာဘူးထင်လို့အခုလိုအေးအေးဆေးဆေးနေခဲ့တာနောက်မှသိရတဲ့ကိစ္စကြောင့်ကျုပ်ထင်တယ်လို့မဟုတ်မှန်သိခဲ့ရတယ်အဲ့ဒါကကိုဗလာကြီးခင်သားမင်းတို့ရဲ့မိဘတွေကိုကျုပ်ပြောပြတဲ့တိုက်အကြောင်းတွေတွားပြောပြတော့အကြီးမယ်နင်းနဲ့ဘိုးတန်းထွန်းကသဘောပေါက်သွားပြီးတိုက်ကျိုးဖြတ်မဲ့ကိစ္စကိုသဘောတူလိုက်ကြတယ်တကယ်တိုက်ကျိုးဖြတ်ဖို့ကိစ္စအကောင့်ထဲပေါ်တော့ကျုပ်တောင်မသိရဘူးဝင်းကဘာရွာမှာရှိတဲ့ဆရာထိန်ဝင်းဆိုတဲ့သူကိုအပ်ပြီးခင်သားမယ်တို့အိမ်မှာပဲတိုက်ပွဲတွေပါပြီးပေးပြီးအစီရင်နဲ့တိုက်ဆောင်ပြီးတိုက်နန်းရှင်တွေကိုခေါ်ပြီးပြုလုပ်ကြတယ်ဆိုတာဖြစ်ချင်တော့ဆရာထိန်ဝင်းကအထက်လန်းဆရာအမိခံထားတဲ့အောက်လန်းဆရာဖြစ်နေတယ်နောက်ပြီးပိုဆိုးတာကအတပြားဆရာလည်းဖြစ်တော့ဘာအစီရင်ညာအစီရင်တွေဖွဲ့ရတော့ဘယ်ဟာကဗတော့ကုန်တယ်ဆိုပြီးပတ်စံတွေလိန်တောင်းနေတယ်တကယ်တမ်းတိုက်နန်းရှင်တွေလည်းရောက်လာရောသူခံယူထားပညာအစစ်အောက်လန်းပညာဆိုတော့သစ္စာတမာတိမရှိတော့ဘယ်လို့မှတိုက်နန်းရှင်တွေကိုဖိနှိမ်လို့မရဘူးဖြစ်တာပေါ့တခါတည်းကန်တော့ပွေတွေလည်းလေးပေါ်မှာဝဲတယ်လို့ပြန်ကျဲကုန်တဲ့အပြင်ဆရာထင်ဝင်းကလည်းဒီတိုက်ကအစွမ်းထက်တယ်ငါမနိုင်ဘူးဆိုပြီးပစိုးကွင်းတိုင်းကအိမ်ပေါ်ကဆင်းသေးရတယ်ခင်သားမင်းနဲ့ခင်မေတန်းလည်းလက်အုပ်ချီရဲသားအနေထားနဲ့မေ့လဲကုန်ပြီးဘဲလိုခေါ်တတိမလဲလာတော့ဘူးတဲ့အသက်တော်ရှူတယ်လက်တွေခြေတွေကွေးဆန့်လို့ရတယ်လူနှစ်ယောက်လုံးကဘဲလိုခေါ်ဘဲလိုကြိုက်လုတ်မနိုးလာတော့အဲ့ဒါတော့မိသားစုဝင်တွေလည်းစိတ်အယမ်းပူပြီးဘာလုပ်လို့ဘာကိုင်းရမယ်မသိတော့ဘူးအဲ့လိုဖြစ်မှကိုဗလာကြီးလည်းကျုပ်ကိုတတိယပြီးကျုပ်စီအပြေးလာခဲ့တယ်သူလာတဲ့နေ့မှာပဲကျုပ်ကအိမ်မှာမရှိဘူးဗျရွာဦးเจ้าနှောက်နေပြီးကပ္ပယကြီးဦးရွှေမိုးကိုဖိုးဝိုင်ဆွဲပေးနေတာကပ္ပယကြီးကကျုပ်ကိုပြဓာကိုခေးထနဲ့ဖားနီးကိုတင်ပြပေးနေတာရုတ်တရက်လူတယောက်ကကျုပ်နာမည်ကိုအော်ခေါ်ပြီးပြေးလာတယ်မောင်ထင်းကျုပ်လည်းအမြန်ဖိုးစင်းကထွက်ပြီးအတန်ကြားရသူထွက်ကြည့်တော့ကိုဗလာကြီးထင်နေတယ်ခြေတော့မှဖနက်တောင်မပါလားအလော်တကြီးပြေးလာကျုပ်လည်းကိုဗလာကြီးလာလေဗျာအရေးတကြီးဘာဖြစ်လို့လဲလို့မေးလိုက်တော့ငါကိုတောက်ရည်တစ်ခွက်လောက်အိမ်ပြေပါလားကျုပ်လည်းအမြန်ခတ်ပြီးပေးလိုက်တော့ရေကိုတကြိုက်ထဲမော့တော့၍အမောဖြေကပြဿနာတော့ကြီးပြီမောင်သိန်းကြီးခင်ဗျာကိုဗလာကြီးရဲ့စကားကြောင့်ကျုပ်မျက်လုံးပြိုးသွားရတယ်ဘာပြဿနာဖြစ်လာလို့လဲဟုတ်တိုက်ကျိုးဖြတ်တဲ့ကိစ္စလေးအေးအဲ့ဒါကဘာဖြစ်လို့လဲထပ်မေးလိုက်တော့မင်းပြောသလိုငါသူ့မိဘတွေကိုရှင်းပြလိုက်တော့သူ့မိဘတွေလည်းလက်ခံသွားကြပြီခင်မေတန်းတို့ကိုတိုက်ကျိုးဖြတ်ပေးဖို့သဘောတူလိုက်ကြတယ်အဲ့ဒါကိုငါလည်းအားရဝမ်းသာဖြစ်ပြီးဦးလေးဖိုးစီကိုပြောပြလိုက်တော့ဦးလေးကဝင်းကဘာရွာမှာအဲ့ဒီတိုက်ကိစ္စတွေကိုအလွန်နိုင်နေတဲ့ဆရာထိန်ဝင်းဆိုတာရှိတယ်တဲ့သူနဲ့ရင်းနှီးတယ်အဲ့ဒီကိစ္စကိုသူ့ဆရာထိန်ဝင်းစီအပ်ပေးမယ်လို့ပြောတော့ငါလည်းခင်မေတန်းကိုရယူပိုင်ဆိုင်ရှင်စိတ်အရန်ကိုအလောကြီးဖြစ်သွားတော့ဦးလေးစလားကိုနားယောင်းလို့နားထောင်မိလိုက်တာရလက်တာအခုလိုထက်သွားတာငါမင်းကိုတောင်းပန်ပါတယ်မောင်ထင်းကြီးအခုကခင်မေတန်းတို့ညီအမနှစ်ယောက်ကအသက်အန္တရာယ်ရှိနေပြီကွာသူတို့သာမတော်မဆတခုခုဖြစ်သွားရင်ငါလည်းတစ်သက်လုံးအပြစ်ရှိတယ်လို့ခံစားနေရမှာဒါကြောင့်မင်းငါ့ကိုစူငေါ့ယုံမကလို့မင်းကျေနပ်တဲ့အထိထိုးချင်ထိုးပါကွာငါခံပါမယ်သူတို့ညီအမနှစ်ယောက်ကိုသာအခုတော့ကယ်ပေးပါတဲ့ကျုပ်လည်းအဲ့ဒါမှစိတ်ကိုရောပြီးကူညီဖို့ဆုံးဖြတ်လိုက်ရတယ်ဘယ်လိုပဲပြောခင်မေတန်းကလည်းကျုပ်နဲ့တရားနဲ့အတူတက်ခဲ့တဲ့ငယ်တငယ်ချင်းအရင်ကြီးတွေလေပိုဆိုးတာကတရွာတဲ့tháiတွေပြီးတော့လူအသက်နှစ်ချောင်းကယ်ကောင်းပါတယ်ဟုတွေးလိုက်ပြီးအသက်နိုင်ဆုံးအစွမ်းကုန်ကူညီဖို့သဘောတူလိုက်တယ်ကျုပ်ဆရာကပ္ပယကြီးဦးရွှေမိုးကတော့အခုလိုပြောတယ်ဗျအော်
အခုခေတ်လူငယ်တွေကတော့တကယ်ကောင်းနေပဲကိုလှုပ်ချင်တာနဲ့ဖြစ်ချင်တာကိုပဲထိကြတယ်အဲ့ဒီလောက်ရက်တွေရဲ့အတွက်ကောင်းကျိုးရှိသလိုဆိုးကျိုးလည်းရှိတယ်ဒါကိုမတိနာမလဲပဲတစိုးထိုးတက်ဆောင်ကန်လှုပ်ကြတော့အကုန်လုံးကမဖြစ်တဲ့တာတွေဖြစ်ကုန်တာပေါ့တကယ်ပဲတကယ်ခတ်တဲ့ကောင်းနေပါလားကဲမင်းတို့စကားများနေလို့လည်းဖြစ်တာတွေကဖြစ်ကုန်ပြီအခုအရေးကြီးတာကလူကယ်ဖို့ပဲအရေးကြီးတယ်ဒါကြောင့်အချိန်မဆွဲနဲ့တော့နဲ့အခုပဲမဲနင်းနဲ့တန်းထွန်းတို့သမီးတွေကိုကယ်ဖို့အခြေအနေသွားကြည့်လိုက်ရအောင်နဲ့အဲ့တော့မှကျုပ်တို့၃ယောက်လည်းအကြီးမဲနင်းနဲ့တန်းထွန်းတို့အိမ်ဘက်ကိုထွက်ခဲ့ရတာပေါ့ဗျာ